မင်္ဂလာပါနည်းနည်းပြင်းစရာကောင်းတဲ့ content ဖြစ်မယ်ဆိုတာလေးကိုကြိုပြီးအသိပေးထားပါရစေအခုလက်ရှိ hot နေတဲ့သတင်းတွေပေါ်မှာအခြေခံတဲ့ content လည်းမဟုတ်ဤစနစ်ပိုင်းဆိုင်ရာတွေကြိုတင်သုံးသပ်တာလည်းမဟုတ်တဲ့ Kai Harvest နဲ့ပတ်သက်တဲ့အကြောင်းပြောမှာဖြစ်ပါတယ်ဒါဆိုရင် Kai Harvest ရဲ့ဘယ်အကြောင်းဖြစ်မလဲသူဒီခြေစွမ်းမကောင်းပေမဲ့အခြားသောအချက်လက်တွေရှိကြောင်းကိုမသွင်းနိုင်ပေမဲ့ off the ball ကောင်းကြောင်းသူ့ကိုနားလည်ပေးတဲ့ကြောင်းစတာတွေပြောမယ်လို့ထင်ကောင်းထင်ပါလိမ့်မယ်အဲ့ဒါမဟုတ်ပါဘူးပြောရင်လည်းနည်းနည်းပါးပါးပါရင်လည်းပါလာမှာပေါ့လေသို့တော့ကျွန်တော်အဓိက highlight လုပ်ချင်တာကသူ့ရဲ့မျက်နှာပေးနဲ့သူ့ရဲ့ပုံစံကိုကြည့်ပြီးတော့ဘယ်လိုကစားသမားမျိုးဖြစ်မယ်ဆိုတာကိုခံမှန်းတဲ့အပိုင်းရဲ့အဲ့ဒီခံမှန်းမှုတသက်စင်အောင်လွှဲခဲ့တယ်ဆိုတဲ့အကြောင်းကိုပြောမှာဖြစ်ပါတယ်Kai Harvest ကိုကျွန်တော်မကြာခဏကြည့်ဘူးပါတယ်အသေးစိတ်လေ့လာတာဆိုလို့ရှိရင်တော့နှစ်ခါလုပ်ဖူးပါတယ်ပထမတစ်ချိန်ကတော့သူ Leverkusen မှာရှိတော့ကကျွန်တော်တို့အသင်းကိုရောက်လာရင်ကောင်းမယ်ဆိုပြီးတော့တွေးမိတဲ့အချိန်တုန်းကဖြစ်ပါတယ်အဲ့ဒီတုန်းကကျွန်တော်မှတ်မိသလောက်သူသတင်းထွက်တာ Chelsea နဲ့ထက်စာရင် Liverpool နဲ့ပိုပြီးထွက်ခဲ့တယ်ထင်တာပဲဗျဒါပေမဲ့သူ Chelsea ရောက်သွားတယ်အဲ့ဒီလိုမျိုးသတင်းထွက်တဲ့အချိန်တုန်းကကိုအသင်းကိုရောက်လာစေခြင်းနဲ့စိတ်နဲ့ကျွန်တော်တခါလေ့လာဖို့တယ်နောက်ပိုင်းကတော့ Premier League မှာအပတ်တိုင်းတွေ့နေတဲ့အတွက်ကြောင့်သူ့ရဲ့ကစားဟန်နဲ့အရင်ကထပ်ပိုပြီးရင်းနှီးလာတယ်သူ့ရဲ့အနေအမြင့်တက်ကြတွေကတော့အားလုံးသိတဲ့အတိုင်းပဲဒဏ်ရာရ player တွေများလို့တိုက်စစ်မှုနေရာမှာဝင်ကစားရတဲ့နောက်ပိုင်း Champions League မှာကိုသွင်းပြီးတော့ hero ပါဖြစ်သွားတယ်အထားပါတော့ဒါတွေကတော့အားလုံးသိတဲ့အကြောင်းတွေကျွန်တော်ပြောချင်တာက Kai Harvest ရဲ့ကစားပုံကိုကျွန်တော်အနေနဲ့အများရင်းနှီးခဲ့ဘူးလေဆိုတဲ့အကြောင်းကိုပြောချင်တာဒါပေမဲ့အဲ့ဒီလောက်ရင်းနှီးခဲ့တဲ့ player တူကိုကို့အသင်းရောက်လာတဲ့အခါမှာကောက်ချက်ဆွဲတဲ့အပိုင်းမှာတော့တော်တော်လေးလွှဲခဲ့တယ်ပထမဦးဆုံးဘယ်လိုကောက်ချက်ဆွဲခဲ့တယ်ဆိုတာလေးကိုအရင်ဆုံးပြောပြပါမယ်စိတ်ထဲမှာ Kai Harvest ဒီO0 လို့ပဲအမှုပညာဆန်းဆန်းကစားမယ်အရင်အနွယ်လေးတွေနဲ့လှလှပပကစားမယ်ဘောလုံးအုံနောက်ရှိတယ်ဖြတ်ထိုးညံကောင်းတယ် physical ဘိုင်းအရာအားနဲ့မယ်လှလှပပကိုတွေသွင်းမယ်သို့တော့အသင်းနဲ့တော့အံဝင်ခြင်းမှဝင်လိမ့်မယ်ဒီလိုပုံစံမျိုးကျွန်တော်တွေးခဲ့တယ်အသင်းနဲ့အံမဝင်နိုင်ဘူးဆိုတဲ့အချက်ကိုကျွန်တော်သူရောက်လာကြတဲ့ကကြိုပြီးတော့တွေးခဲ့မိပါတယ်ဒါက Chelsea မှာသူဖြစ်ပျက်ခဲ့တဲ့အရာတွေနဲ့ချိတ်ဆက်ပြီးတွေးလိုက်တာလည်းပါတယ်လို့ကို့အသင်းရဲ့ကစားကွက်ကိုကောင်းကောင်းနားလည်ထားတာကြောင့်လည်းပါပါတယ်ဒီလိုနဲ့သူခြေစမ်းပွဲမှာဂိုးတွေသွင်းတယ်community ရှိပွဲမှာတိုက်စစ်မှုဖြစ်ဝင်ကစားတယ်ခြေမပေါ်ဘူးဒါပေမဲ့အသင်းကအောင်ပွဲရခဲ့တယ်ဒီလိုနဲ့ကျွန်တော်တို့အသင်းမှာလည်းခြေစွမ်းပြလိုက်မပြလိုက်ဝိုင်းဆဲလိုက်ကြပြန်လက်ခုပ်တီးလိုက်ကြနဲ့အခုထိပဲဆိုတော့အဓိကပြောချင်တာကတော့သူ့ကိုအမှုပညာဆန်းဆန်းကစားမယ် physical အားနဲ့မယ်ဘောလုံးဖြတ်ထိုးညံကောင်းမယ်အားပါပြင်းထန်တဲ့ကန်ချက်တွေထက်အတုအဆိတ်လေးတွေနဲ့လှလှပပကစားမယ်ဒီလိုမျိုးကျွန်တော်ယူဆခဲ့ပါတယ် physical ဘိုင်းအရာပြောရမယ်ဆိုလို့ရှိရင်တော့လူအချခံရမယ်ကစားသမားလူအုပ်ထဲဝင်သွားလိုက်ခွေပြီးကြသွားတာ Kai Harvest ဖြစ်လိုက်ဆိုပြီးတော့ဖြစ်လာမယ်လို့ကြိုပြီးမှန်းဆခဲ့ပါတယ်ကျွန်တော်လိုမှန်းဆတဲ့လူတွေလည်းအများကြီးရှိပါလိမ့်မယ်ဒီနေရာမှာကျွန်တော်တခုဖြတ်ပြီးပြောချင်တာကမင်းဒီလောက်ဘောလုံးပွဲတွေကြည့်နေတယ်လည်းပြောသေးတယ် Kai Harvest ရဲ့ကစားပုံကိုမခံမှန်းနိုင်ဘူးလားလို့မေးစရာတော့ရှိပါတယ်ဒီနေရာမှာကျွန်တော်ပြောချင်တာကဘောလုံးပွဲတွေကိုကြည့်နေတယ်ဆိုပေမဲ့ဗျာကို့အသင်းရ player ကိုကြည့်ရတာလောက်တော့အသေးစိတ်ကြကြခံစားမိနိုင်တဲ့အပိုင်းမှာတော့ကျွန်တော်အားနေပါတယ်တခြားလူတွေတော့မသိဘူးเนาะကျွန်တော်အားနေတယ်ကျွန်တော်ဘောလုံးပွဲတွေကြည့်ပါတယ်ဟိုး2002ကမ္ဘာဖလားရဲ့ပွဲတချို့ကနေစပြီးတော့ကျွန်တော်ဘဝမှာဘောလုံးပွဲနည်းနည်းကြည့်တဲ့နှစ်နဲ့များများကြည့်တဲ့နှစ်ပဲရှိပါတယ်မကြည့်တဲ့နှစ်ဆိုတော့မရှိပါဘူးအခုနောက်ပိုင်းဆိုလို့ရှိရင်ပိုတော့ကြည့်ပြသေးတယ်သို့တော့ကျွန်တော်နဲ့တသားတည်းဖြစ်သွားတဲ့ဘောလုံးအသင်းတွေရှိတယ်ကျွန်တော်နဲ့တသားတည်းဖြစ်သွားတဲ့ဘောလုံးသမားတွေရှိတယ်အဲ့ဒီထဲမှာဖြစ်တာကတော့England player တွေဆိုလို့ရှိရင်ဖြစ်တယ် Real Madrid Barcelona တို့ဆိုလို့ရှိရင်အတိုင်းတာတော်တော်များများထိဖြစ်တယ် Arsenal ကတော့ကျွန်တော်အထွေထူးပြောစရာမလိုဘူးအသေးစိတ်ကလေးတွေကအစကျွန်တော်နဲ့ connection မိနေတဲ့အသင်းမျိုးပေါ့ဗျာပြီးရင်ကျွန်တော်တို့ရဲ့ချစ်လာစွာသောပြိုင်ပွဲကြီး Manchester United ဆိုလို့ရှိရင်လည်းကျွန်တော်နဲ့အတိုင်းတာတော်တော်များများချိတ်ဆက်မိတယ်အဲ့ဒီလိုပဲကျွန်တော်ကြည့်နေတယ်အရန်ကြီးမချိတ်ဆက်မိတဲ့ player တွေအရန်ကြီးမချိတ်ဆက်မိတဲ့ဘောလုံးအသင်းတွေလည်းရှိတယ်အဲ့ဒီထဲမှာ Kai Harvest လည်းပါသွားပုံရပါတယ် Chelsea နဲ့ပတ်သက်ရင်ကျွန်တော်ဟိုးသူတို့ရဲ့ legendary တွေဖြစ်တဲ့Dropper Lampard တို့လည်းကျွန်တော်ကြိုက်ပါတယ် cross ball တင်လိုက်တယ်လိုကြားရဲရောက်သွားတယ် goal ဆိုလို့ရှိရင် Junderio ကိုမြင်ရတယ်ဒီလိုအခိုက်အတန့်မျိုးတွေလည်းကျွန်တော်ကြုံခဲ့ပူးတယ် Champions League မှာ Barcelona နဲ့တွေ့တော့က Goodson သွင်းလိုက်တဲ့ goal တွေဆိုလို့ရှိရင်လည်းကျွန်တော်မျက်လုံးထဲကနေအခုထိမထွက်ဘူးဘာကြောင့်ကျွန်တော်ဒါတွေကိုထည့်ပြောနေလဲဆိုတော့ကျွန်တော်ရဲ့ဘောလုံးပွဲကြည့်အားကို reflect ဖြစ်စေခြင်းတဲ့သဘောနဲ့ပါဒါပေမဲ့ Kai Harvest မှာတော့ကျွန်တော်မှတ်အောင်မခံမှန်းနိုင်ခဲ့ပါဘူးသူ့ကိုခက်ပြော့ပြော့ player ဖြစ်မယ်လို့ပဲကျွန်တော်ထင်ခဲ့တာပါတကယ်တမ်းကျတော့အဲ့ဒီကိစ္စကတက်ဆင်အောင်မှားခဲ့ပါတယ်အတွန်းအတိုက်ခံနိုင်တယ်physical ဘိုင်းဆိုင်ရာအရာသူများကိုပြန် bully လုပ်နိုင်တဲ့အထီကို strong ဖြစ်တယ်။ဘောင်ထဲကနေပြီးတော့ခက်ကြမ်းကြမ်းကစားနိုင်တယ်။တကွင်းလုံးမှာသူမရောက်တဲ့နေရာမရှိဘူးလို့ပြောရလောက်အောင် distance cover ဖြစ်နိုင်တယ်။အသင်းရဲ့လိုအပ်ချက်ကိုမငြီးမညူလိုက်ဖြည့်ပြီးကစားပေးနိုင်တယ်။အသင်းမှာဒဏ်ရာရကစားသမားတွေအယမ်းများလာတဲ့အချိန်မှာတိုက်စစ်မှုအဖြစ်တော်၎င်းတောင်ပန်ကစားသမားအဖြစ်တော်၎င်း Odegaard ရဲ့နေရာကိုဝင်ပြီးကစားခြင်းဖြစ်တော်၎င်း Kai Harvest အများကြီးအလုပ်လုပ်ပေးခဲ့ပါတယ်
သို့တော့ပရိသတ်တွေရဲ့မျက်လုံးထဲမှာပရိသတ်တွေရဲ့စိတ်ထဲမှာကအသင်းရဲ့တိုက်စစ်မြအုပ်ကနေပြီးတော့ဂိုးတွေတတိုင်းတိုင်းသွင်းပေးနေတဲ့ player တယောက်ကိုမျှော်လင့်နေတဲ့အချိန်မှာတော့ Kai Havertz ရဲ့လှုပ်ဆောင်မှုတော်တော်များများကအရာမထင်ခဲ့ဘူးပဲပြောရပါလိမ့်မယ်ဒီကြားထဲ Arteta ကသူခေါ်ထားတဲ့ကစားသမားကိုဖိပြီးတော့သုံးတယ်အမဝင်အောင်လုပ်ပေးနေတယ်ဆိုတဲ့အယူဆကလည်းတဖြည်းဖြည်းကျယ်ပြန့်လာတဲ့အခါကျတော့ Kai Havertz ဒီကြိုက်တဲ့လူတွေများများဆဆရှိပေမဲ့လည်းအမုန်းခံရတဲ့ကစားသမားတစ်ယောက်လည်းဖြစ်လာပါတယ်ဒီကောင်ရှိနေလို့အဆင်မပြေတာဒီကောင်ကဘယ်နေရာမှာမှဟိုဒီပတ်တီကောင်းတဲ့လူမဟုတ်ဘူးအစားသဖြင့်အပြောဆိုတွေတော်တော်လေးလက်ခံရပါတယ်သူကလည်းအစောပိုင်းမှာခြေစွမ်းမပြနိုင်ခဲ့တဲ့ကိစ္စတွေတော့ရှိပါတယ်အပိုင်အခွင့်အရေးတွေကိုလွဲတယ်အသင်းရဲ့ကစားပုံနဲ့တသားတည်းဖြစ်မနေဘူးလိုက်ပြီးစူးစမ်းကစားနေရတာကိုမြင်ရပေမဲ့တိတိကျကျထိရောက်တဲ့ impact ပြနိုင်မှုအပိုင်းမှာလည်းရှိတယ်လို့မရှိတယ်လို့ဖြစ်နေတယ်အဆိုးဆုံးကတော့ဂိုးပေါက်ပြောက်တာပေါ့ဗျာဒါပေမဲ့အသင်းကရတဲ့ penalty ကိုသူ့ကိုပေးကန်ရင်းနဲ့ဂိုးလက်ဖွင့်ပေးခဲ့တယ်အဲ့ဒီနောက်ပိုင်းမှာတော့ Kai Havertz ရဲ့သွင်းဂိုးတွေ assist တွေကိုတောက်လျှောက်မြင်ခဲ့ရတာဒီရာသီအထိပါပဲကျွန်တော်အမှတ်ရနေတာလေးတစ်ခုပြောရရင်ပြီးခဲ့တဲ့ရာသီမစခင်ပွဲစဉ်1မတိုင်ခင်လေးမှာ video interview လေးလုပ်ပါတယ်အဲ့ဒီပွဲမှာဒီညအသင်းကနေဂိုးသွင်းမဲ့ player ကိုခံမှန်းခိုင်းတော့ Kai Havertz ကသူ့ကိုယ်သူရည်ညွှန်းခဲ့ပါတယ်တကယ်လဲဂိုးသွင်းနိုင်ခဲ့ပါတယ်ဆိုလိုတာကတော့ဗျာအစာပိုင်းတုန်းကဂိုးမသွင်းနိုင်တဲ့ player ကတဖြည်းဖြည်းနဲ့အသင်းမှာဂိုးသွင်းယူတဲ့အပိုင်းမှာဦးဆောင်တဲ့လူတယောက်ဖြစ်လာခဲ့တယ်ဒါပေမဲ့အသင်းကိုဆွဲတင်ပေးသွားနိုင်လောက်တဲ့အထိတော့မလုံလောက်ခဲ့ဘူးပဲပြောရပါလိမ့်မယ်ဒါတွေကြော်လိုက်ဆိုဗျာ Kai Havertz ရဲ့ performance နဲ့ပတ်သက်ပြီးကျွန်တော်တို့တွေတစ်နှစ်လုံးလုံးပြောခဲ့ပြီးပါပြီစာနဲ့လည်းပြောပြီးပါပြီဗီဒီယိုနဲ့လည်းပြောပြီးပါပြီကျွန်တော်အခုအဓိက highlight လုပ်ပြီးပြောချင်တာကသူ့ကို appreciate လုပ်တဲ့အချက်လေးပဲဖြစ်ပါတယ်အဲ့ဒါကဒီဗီဒီယိုရဲ့ပထမပိုင်းမှာပြောခဲ့တဲ့သူ့ကိုဘယ်လိုကစားသမားမျိုးလို့ခံမှန်းခဲ့တယ်ဆိုတဲ့အချက်နဲ့တွားပြီးတော့ချိတ်ဆက်နေပါတယ်သူ့ကိုပြော့တယ်လို့ထင်ခဲ့တာတကယ်တမ်းကျတော့တော်တော်လေးမမာကြောကြောနဲ့အသင်းအတွက်ကစားပေးနိုင်တဲ့လူကြာရနေရကိုမငီးမညူပဲနဲ့အလွတ်လွတ်ပေးနိုင်ခဲ့တဲ့လူဖြစ်နေတယ်သူ့ကိုအမှုပညာဆန်တဲ့ကစားသမားဖြစ်နိုင်တယ်လို့ခံမှန်းချက်နဲ့အတူတူသူ့ရဲ့ဇယိုက်လက္ခဏာကလည်း emotional ဖြစ်မယ်ကောင်းရင်အရန်ကောင်းမယ်စိတ်ထိခိုက်သွားလို့ရှိရင်လည်းခြေစွမ်းပြတ်သွားမယ်အဲ့ဒီလို player မျိုးလို့ကျွန်တော်ထင်ခဲ့တာပါဒါပေမဲ့ကျွန်တော်တို့အားလုံးမှားခဲ့ပါတယ်သူ့ရဲ့ကောင်းခြင်းမကောင်းခြင်းသူ့ရဲ့ခြေစွမ်းပေါ်ခြင်းမပေါ်ခြင်းမှာငင်းကြခုန်ကြမယ်ဆိုပေမဲ့သူ့ရဲ့မာကြောမှုနဲ့အသင်းအတွက်လိုအပ်တယ်လို့အလွတ်လွတ်ပေးသွားတဲ့ချက်ပေါ်မှာတော့Arsenal ပရိသတ်အများစုတညီတညွတ်တည်းရှိကြမယ်လို့ကျွန်တော်ယုံပါတယ်။တချို့သောထူးခြားတဲ့ဇယိုက်လက္ခဏာရှိတဲ့ Arsenal ပရိသတ်တချို့ကလွဲရင်ကျွန်တော်တို့လိုမျိုးဘောလုံးပွဲကိုနီးစနစ်အရ40%ခန်းစားချက်အရ60%လောက်နဲ့ကြည့်ရလူတွေကတော့ Kai Havertz ကိုနားလည်ပေးနိုင်ကြမယ်။ Kai Havertz ကိုလက်ခံပေးနိုင်ကြလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်။အဲ့တော့ဆက်သွားရအောင် Kai Havertz ရဲ့မာကြောမှုကိုကျွန်တော်တို့တဖြည်းဖြည်းအတိအမှတ်ပြုလာရတယ်။သူအနာတရားမဖြစ်ခင်မှာကျွန်တော်တို့အားလုံးဟတ်ထီဝါတဲ့ကိစ္စတခုတော့ရှိပါတယ်။အဲ့ဒါကတော့ပွဲသိမ်းခရာမှုတ်လိုက်တဲ့အချိန်မှာကွင်းထဲမှာခြေပစ်လက်ပစ်ထိုင်ရှားလိုက်တဲ့အချိန်မှာပဲအဲ့ဒီမတိုင်ခင်တည်းက Kai Havertz ဘလောက်ထိကွင်းထဲမှာလိုက်ကစားပေးနိုင်တယ်ဆိုတဲ့ statistic တွေကတော့ထွက်နေပြီဗျာ။သို့တော့ကျွန်တော်တို့ကြည့်တဲ့လူတွေကအဲ့ဒီအချက်ကိုမခံစားရဘူးဖြစ်နေတယ်။ကျွန်တော်ထင်တာကတော့သူ့ရဲ့မျက်နှာပေးနဲ့သူ့ရဲ့ကစားတဲ့ style ကြောင့်နေပါလိမ့်မယ်။သူ့ပုံစံကအများတန်း comfort ဖြစ်နေတယ်လို့မျိုးဒါမှမဟုတ်ပြင်းတိပြင်းရွယ်ဖြစ်နေတယ်လို့မျိုးကျွန်တော်တို့ကထင်မိတယ်။ကြိုက်တာမကြိုက်တာဘေးချိတ်တစ်သက်လုံး acting ကိုပို့လို့ရမယ်ဆိုတဲ့အယူအဆနဲ့ရုပ်ရှင်ကားတွေကိုကြည့်ခဲ့လို့လားတော့မပြောတတ်ဘူးကျွန်တော်တို့ရဲ့စိတ်ထဲမှာကိန်းအောင်နေတာကလုံးမယ်ကိုင်းမယ်အော်မယ်ဟစ်မယ်ပြောမယ်ဆိုတဲ့ပုံစံမျိုးတွေကိုစိတ်ထဲမှာပိုတောင်းတသလိုဖြစ်ခဲ့မယ်တော့ထင်တယ်ဗျ။ Kai Havertz ဒီကြမ်းကြမ်းတမ်းကစားတဲ့လူသူများဖောင်းလို့တာကိုခံရတာတက်ကိုယ့်ဘက်ကဖောင်းဆလုပ်မဲ့လူတကွင်းလုံးမှာမရောက်တဲ့နေရာမရှိသလောက်ပတ်ပြေးနေမဲ့လူပွဲပြီးတာနဲ့ပြစ်လဲသွားရလောက်အောင်ပင်မကစားပေးခဲ့တဲ့လူဆိုတဲ့အချက်ကိုကျွန်တော်တို့တွေခက်ချက်မလုပ်နိုင်ခဲ့ပါဘူး။ဒါအပြင်ဒဏ်ရာအနာတရရတာလည်းတော်တော်ရှားပါခဲ့ပါတယ်။ဒူဘိုင်းလေးချင်းခီးစဉ်မှာမတော်တဆဖြစ်ရကြောင်းယာတီကုံအထိနားလိုက်ကြတာကလွဲရင် Kai Havertz နဲ့အနာတရဆိုတာကတော်တော်လေးရှားပါတဲ့ကိစ္စပါ။သင်းလုံးဒဏ်ရာတွေတယောက်ပြီးတယောက်ရနေတဲ့အချိန်မှာတော့မှ Kai Havertz တယောက်ကတော့အရှိမမတ်ရှိနေပြီးတော့ကျွန်တော်တို့အသင်းအတွက်အလုပ်တွေအများကြီးလုပ်ပေးသွားတဲ့ player ဖြစ်ပါတယ်။ဆိုတော့ဒီဗီဒီယိုကိုကျွန်တော် conclusion လုပ်ချင်ပါတယ်။အဓိက claim ချင်တဲ့ point ကတော့ဒီ player ရောက်ရှိလာတဲ့အခါမှာသူ့ရဲ့ကစားပုံနဲ့ပတ်သက်လို့ရောသူ့ရဲ့ behavior နဲ့ပတ်သက်လို့ရောကျွန်တော်အနေနဲ့ခံမှန်းချက်တစ်ခုပြုလုပ်ခဲ့တယ်။တခြားပရိသတ်တွေလည်းကျွန်တော်လိုပုံစံတူခံမှန်းမိတဲ့လူတွေရှိလိမ့်မယ်။အဲ့ဒီအရာဒီလုံးဝတက်ဆင်အောင်လွှဲခဲ့ပါတယ်။ခြေစွမ်းပြနိုင်တာတွေမပြနိုင်တာတွေသူ့ကြောင့်ကောင်းခဲ့တာတွေမကောင်းခဲ့တာတွေစသဖြင့်အငင်းပွားစရာတွေရှိနေပေမဲ့လုံးဝမျက်ကွယ်ပြုလို့မရပဲတင်းကြီးတညွတ်တဲ့အတိအမှတ်ပြုပေးဖို့လိုတာကတော့ Kai Havertz ဒီကျွန်တော်တို့အသင်းပေါ်မှာမခိုမကပ်ဖဲနဲ့အကောင်းဆုံးကစားပေးခဲ့တယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။အခုဆိုလို့ရှိရင်အသင်းကတိုက်စစ်မှုတစ်တယောက်ခေါ်တော့မယ်ဘယ်သူဘယ်ဝါဖြစ်မယ်ဆိုတော့ကိုပရိသတ်တွေအရန်စိတ်ဝင်စားနေကြပြီ။ဒါပေမဲ့ Kai Havertz ကလည်းသူ့ရဲ့ခန္ဓာကိုယ်ကိုအကောင်းဆုံးတည်ဆောက်ပြီးတော့လာမယ့်ရာသီမှာကြာရတာဝန်ထမ်းဖို့အတွက်အသင့်ဖြစ်နေပြီ။ဘာကြောင့်ကြာရတာဝန်ထမ်းတယ်လို့ပြောလဲဆိုတော့အသစ်ခေါ်ယူမဲ့တိုက်စစ်မှုဒီအရန်ကုန်ထားဖို့တော့မဖြစ်တန်ရဘူးလို့ကျွန်တော်ယူဆပါတယ်။ဒီတော့ Kai Havertz ဒီသူ့ရဲ့အားအသန်ဆုံးနေရာဖြစ်တဲ့ကွင်းလယ်တိုက်စစ်နေရာ creative midfielder နေရာစသဖြင့်ပြန်ပြီးတာဝန်ယူရပါလိမ့်မယ်။ဒီလိုအခြေအနေမှာလည်း Kai Havertz ဒီ
အကောင်းဆုံးကစားနိုင်တဲ့ player မဟုတ်သည့်တိုင်အောင်အကောင်းဆုံးအားထုတ်ပြီးတော့အသင်းအတွက်မမောစတန်းပြေးလွှားပြီးကစားပေးမဲ့ player ဖြစ်တယ်ဆိုတာကတော့ယာနှုံးပြည့်သေးကြပါတယ်ခြေစွမ်းတွေ performance ပိုင်းဆိုင်ရာတွေကိုခဏမေ့ထားလိုက်လို့ရှိရင် Kai Havertz ဒီအသင်းအတွက်အများကြီးမခိုမကပ်ကစားပေးခဲ့တဲ့လူဖြစ်တယ်ဆိုတာကိုတော့ကျွန်တော်ချီးကျူးခြင်းနဲ့ကျေးဇူးလက်တင်တယ်ပြီးတော့တော်တော်လေးလက်တန်ဖို့ထားပါတယ်ဗီဒီယိုရဲ့အစမှာပြောခဲ့သလိုပဲပြင်းစရာကောင်းတဲ့ content တစ်ခုတော့ဖြစ်ကောင်းဖြစ်နိုင်ပါတယ်သို့တော့မကြခင်ကစားသမားအသစ်တွေရောက်လာတော့မယ်လာမယ့်ရာသီမှာဘလို့ဖြစ်တယ်ဘယ်ဝါဖြစ်တယ်ကျွန်တော်တို့ပြောရတော့မယ်ပြီးရင်ဟောင်ကောင်ခြေစမ်းပွဲစင်ကာပူခြေစမ်းပွဲအဲ့ဒါတွေနဲ့အတူတူပရီးမီးယားလိပြန်စမယ်ဆိုတော့ပြောစရာအကြောင်းအရာတွေကအများကြီးရှိနေတယ်ကိုယ့်အသင်းမှာလက်ရှိကစားနေတဲ့ player အဟောင်းတွေအကြောင်းကိုပြောဖို့အတွက်ကျွန်တော်တို့မှာအချိန်နည်းကောင်းနည်းနေနိုင်ပါတယ်ဒါကြောင့်မို့လို့မမေ့မလျော့ပဲနဲ့ Kai Havertz ရဲ့ကျွန်တော်တို့အသင်းအပေါ်မှာလုပ်ပေးခဲ့တဲ့အကြောင်းတွေကို appreciate လုပ်တဲ့အနေနဲ့ဒီဗီဒီယိုလေးကို present လုပ်လိုက်ရပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ